မင်္ဂလာဆောင်ကန်နီညမှာအမိုက်ပုံတွေကနှိုက်စားနေတဲ့အယူတယောက်ကိုမမကကယ်ခဲ့တာပေါ့သူကဂျမီသားစုစီးပွားပြတ်မဲ့ဘေးကကာကွယ်ပေးနိုင်တယ်ဆိုပြီးတန်ချစ်တက်နေတဲ့တန်ကွင်းကြီးတကွင်းကိုမမလက်ထဲအတင်းထည့်ပေးသွားခဲ့တယ်ဒါပေမဲ့အဲ့ဒါကိုလက်မှာဆွတ်လိုက်တာနဲ့လက်စွပ်ထဲကစူးတွေထွက်လာတော့တာပဲအဲ့ဒီစူးတွေကလက်ချောင်းထဲစိုက်ဝင်သွားလုံးလို့ဘလို့မှချွတ်လို့မရတော့ဘူးမင်္ဂလာပွဲကလည်းစတော့မှဆိုတော့မမလည်းအောက်ခံထားရုံပဲရှိတော့တာပေါ့အန်ဩစရာကောင်းတာတစ်ခုခုဖြစ်လာပါစေတော့ဆိုပြီးဆူတောင်းရင်းမင်္ဂလာစင်မြင့်ပေါ်ကိုဒီလက်စွပ်နဲ့ပဲတက်ခဲ့ရတယ်ကိုလီဝမ်ယန်ဒီနေ့ကစပြီးဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေအကောင်အဆိုးဘာပဲကြုံမကြုံဝေကိုဇနီးအဖြစ်ပေါင်းတင်ဖို့သဘောတူပါသလားဟင်းဘာဖြစ်လို့လဲဝမ်ယန်ဖုန်းမကင်တဲ့ဦးကတိစကားအရင်ပြောလိုက်ပါဦးဝေတောင်းပန်ပါတယ်ကိုဆေးရုံသွားမှဖြစ်မယ်ဒါဘာပွဲလဲဆိုတာရောရှင်သိရလားမင်္ဂလာပွဲပြီးတဲ့အထိမစောင့်နိုင်အောင်ဘာတွေရေးကြီးနေတာလဲစူလီကားတိုက်မှုဖြစ်လို့ပါစူလီဟုတ်လားသူ့နဲ့အဆက်အသွယ်ဖြတ်လိုက်ပြီလို့ရှင်မဲပြောခဲ့တာမဟုတ်ဘူးလားမင်္ဂလာပွဲပြီးတဲ့အထိဘာလို့မစောင့်နိုင်ရတာလဲဒီနေ့ကတိုးနှစ်ယောက်ရဲ့မင်္ဂလာရက်လေဧည့်သည်တွေလည်းအကုန်ရောက်နေပြီတိုးနှစ်ယောက်စလုံးဒီလိုအဆက်ကွဲလို့မဖြစ်ဘူးလေရှင်ဘက်ကမမအတွက်တစ်ခါလောက်စဉ်းစားပေးလို့မရဘူးလားဝမ်ယန်စူလီအသက်အန္တရာယ်စိုးရိမ်နေရပြီအခုချက်ချင်းမလာရင်သူ့ကိုနောက်ဆုံးအကြိမ်တွေ့ရတော့မှာမဟုတ်ဘူးဖယ်ဆန်းပါကိုသူ့စီသွားရမယ်သူတို့သားကရီးစားဟောင်းစီကိုထွက်ပြေးသွားတာတဲ့မကြုံကတော့တမျိုးလုံးရဲ့အကြီးမားဆုံးဟာတာဖြစ်သွားပြီပေါ့သူတို့သားထွက်ပြေးသွားပြီသူတို့သမီးကဘာလို့ပြေးနေတာလဲဒီလိုမင်္ဂလာပွဲကြောင့်မိသားစုကြီးတော့အကြီးကျယ်အဆက်ကွဲရပြီပေါ့လီဝမ်ယန်အဲ့ဒီမှာတက်လိုက်စမ်းဝေအခုစူလီအသက်အန္တရာယ်စိုးရိမ်နေရပြီသူအားအနည်းဆုံးချိန်မှာကိုယ့်ရဲ့အကူအညီလိုနေတာမမအတွက်ရောတစ်ခါလောက်စဉ်းစားပေးလို့မရဘူးလားရှင့်အတွက်မမကစဉ်းစားပေးရမယ်ဟုတ်လားဒါဆိုမမအတွက်ကြဘသူကစဉ်းစားပေးမှလဲသူကရှင့်ကိုလိုအပ်နေပြီးမမလိုအပ်ဘူးပေါ့လေလီဝမ်ယန်ဒီနေ့ရှင်ကဘသူရဲ့သူတို့သားလဲရှင့်အတွက်နဲ့ဂျွန်ကုမ္ပဏီအုပ်စုကလီမီတာစုပျက်စီးမဲ့ဘေးကကဲဖို့9ဘီလီယံစိုက်ထုတ်ပေးခဲ့တာမမကရှင့်ကိုပေးဆက်ခဲ့သမျှအရာအလုံးအတွက်ရှင်ကဒီလိုကျေးဇူးဆက်တာလားအဲ့ဒါပတ်စံပဲလေဒါကလူအသက်တစ်ချောင်းဒီနေ့ဒီကားကိုဆက်နိုးပြီးထွက်သွားရဲတယ်ဆိုရင်တိုးနှစ်ယောက်လုံးဝပြက်ပြီပဲဝေမင်္ဂလာပွဲကစောင့်လို့ရပေမဲ့စူလီကမစောင့်နိုင်ဘူးမမကစောင့်နိုင်တယ်ဟုတ်လားမမကရှင့်ကိုဘာလို့စောင့်ပေးရမှာလဲတခြားမိန်းမတစ်ယောက်အတွက်နဲ့ရှင့်ကြောင့်မမဘာလို့တမျိုးလုံးရဲ့ဟာတာဖြစ်ခံရမှာလဲနောက်ဆုံးအနေနဲ့ပြောမယ်ဝမ်ယန်တို့နှစ်ယောက်လုံးဝပြက်ပြီဝေဝမ်ယန်တကယ်ထွက်သွားပြီအခုတို့တွေဘာလုပ်ကြမလဲလမ်းဘေးကလေလွတ်နေတဲ့သူတော်မမကိုတနာနေပါလားလီဝမ်ယန်ရှင်ကိုယ်တိုင်မမကိုတမျိုးလုံးရဲ့ဟာတာဖြစ်အောင်လုပ်ခဲ့တာနော်အခုမမမှာရွေးချယ်စရာနှစ်ခုပဲရှိတော့တယ်လူတွေအားလုံးရဲ့လှောင်ပြောင်တာကိုခံမလားဒါမှမဟုတ်ပူချောတဲ့အမျိုးသားတယောက်ကိုရှာပြီးဒီနေရာမှာပဲအဆက်ပြန်ဆင်မလားဆိုတာပဲမကြုံခံစားလိုက်ရလုံးလို့စိတ်များလွတ်သွားတာလားအဲ့ဒါလေလွတ်နေတဲ့သူမဟုတ်ဘူးလားသူဟိုဘက်ကိုဘာသွားလောက်တာလဲမင်္ဂလာပါရှင့်မနာမည်ကဂျုံဝေပါဒီနေ့မမမင်္ဂလာဆောင်ရမှာပါဒါပေမဲ့သူတို့သားလို့နေလို့ပါမမရဲ့သူတို့သားလုပ်ပေးဖို့သဘောတူနိုင်မလားမင်းရဲ့သူတို့သားလုပ်ရမယ်ဟုတ်လားသဘောတူလိုက်ပါဒီပွဲပြီးရင်မမရှင်ကိုတန်းပေးမယ်ကောင်းပြီသဘောတူတယ်ဝေအဲ့ဒီကောင်တကယ်ကိုထွက်ပြေးသွားတာပဲအခုဂျုံမီသားစုရဲ့တိတ်ခါကိုဘယ်နာသွားထားရတော့မှလဲအားလုံးပဲခဏလောက်နားထောင်ပေးကြပါလီဝမ်ယန်ကသူ့ရီးစားဟောင်းအတွက်နဲ့ဒီမင်္ဂလာပွဲကိုစွန့်ပစ်သွားခဲ့ပါတယ်သူကအဲ့ဒီမိမကိုမမေ့နိုင်ဘူးဆိုတော့လဲမမကပဲဆွန့်လွတ်ပေးလိုက်ပါမယ်ဒီလိုလူယုံမာမျိုးကဂျမီသားစုနဲ့မင်္ဂလာဆောင်ဖို့မထိုက်တန်ပါဘူးဒါကြောင့်ဒီနေ့မင်္ဂလာပွဲကိုဆက်လက်ကျင်းပမယ်လို့မမကြေညာပါတယ်ဒါပေမဲ့သူတို့သားကတော့လီဝမ်ယန်မဟုတ်တော့ပါဘူးမမသူတို့သားလဲလိုက်ပါပြီဒီလူကမမရဲ့ချစ်သူဟောင်းပါအဲ့ဒီတုန်းကနားလည်မှုလွယ်ပြီးလမ်းခွဲခဲ့ကြတာပါမမမင်္ဂလာဆောင်တော့မယ်ဆိုတာကြားတော့မမကိုပြန်ရအောင်အမြန်ဆုံး